အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခေါက်ပြောပြခြင်းနေပါတော့ဒီအကြောင်းအရာ topic လေးရအောင်เนาะဒါထိလွယ်ရှာလွယ်ကာလနဲ့ဒါကဘာကြီးဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ကျွန်တော်ဒီအကြောင်းပေါ့เนาะပြောနေစဉ်ကာလပေါ့เนาะပြောနေစဉ်မတိုင်မှာဆိုပဲဒါအီရန်နဲ့ဒါ Israel American တို့ရဲ့ပေါ့เนาะဒါစီးပရိပက္ခတွေကိုလည်းအားလုံးမြင်တွေ့ပြီးဖြစ်ပါတယ်ဒါတချို့ဒါသတင်းတွေမှာပေါ့เนาะဒါတချို့ရဲ့ writer တို့ဘာလို့CNN သတင်းတွေဖော်ပြခြင်းမှာဆိုရင်တော့ဒါအီရန်ကောင်းဆောင်ပေါ့เนาะအယာတိုလာခါမီနီယာဆိုရင်ဒါတိကွယ်လွန်သွားပြီဆိုပြီးတော့เนาะတည်င်းနေရပါတယ်ဒီကာလမှာပေါ့เนาะဒါအားလုံးကထိလွယ်ရှာလွယ်နေကာလတစ်ခုဆိုတော့မမှားပါဘူးကျွန်တော်တို့ကဒါအများကြီးစင်ကြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ပေါ့เนาะဒါအားလုံးအနေနဲ့ဒါငြိမ်းချမ်းရေးကိုရှေ့ရှုအောင်ဖြစ်ပြီးတော့ဒါလူတယောက်တူတယောက်ချင်းစီကနေပြီးတော့ကျွန်တော်တို့ကအတိတွေနဲ့အတူရှေ့ဆက်သွားအောင်ဖြစ်ပါတယ်ဘာဖြစ်လို့ဒီကာလထိလွယ်ရှာလွယ်ကာလဖြစ်တယ်လို့ဒါအင်အားကြီးနိုင်ငံတွေအချင်းချင်းရောနိုင်ငံငယ်တွေပါအတူကယူပြူပြီးတော့เนาะဒါအထူးဂရုပြုပြီးတော့ဒါနေထိုင်ရမယ့်ကာလတစ်ခုဆိုတော့မမှားပါဘူးဒီကာလဒါအရင်နည်းပညာတွေကလည်းအရင်တူတန်တယ်ကျွန်တော် AI တို့တခြားပေါ့နော်ဒါ project တွေပေါ့နော်ဒါလုံနေတဲ့ဥစားတွေလည်းအများကြီးရှိပဲပေါ့နော်ဒီကဘာကြီးမှာဒါလူတွေရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်ကျွန်တော်အပေါင်းတော်တော်များများရဲ့စိတ်ပိုင်းဆိုင်ရာတွေကဒါတဖြည်းဖြည်းခြုံရင်းလာကြတာပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့က recover ပေါ့နော်ပြန်လုပ်ဖို့အတွက်ဒါစူးစမ်းတင်ပါတယ်ဒီကာလမှာဒါတခုဆိုရင်အထီးလေးရှာတဲ့ကာလဖြစ်တဲ့အတွက်အားလုံးကချစ်ချစ်ခင်ခင်နဲ့နော်တက်ညီနဲ့เนาะဒါတက်ကြွကြွနဲ့ဒါတက်ညီလက်ညီနဲ့ကြိုးစားမယ်ဆိုရင်ကျွန်တော်တို့မလွဲပါဘူးငြိမ်းချမ်းရေးเนาะကျွန်တော်တို့အားလုံးဒီကဘာကြီးအငြိမ်းချမ်းနေမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ